လုံးနဲ့တဲ့မူရပြလို့မရအောင်နော်ရှမ်းနေတီးရဲ့ဥစားရှက်တီရှမ်းပုံလားဘိုင်လို့ဒီအိုးဒီဘေးမှာတရှိုးရှိနေတရှိုးရှိနေတယ်ကဲဘိုင်တယ်ဘိုင်ဘာမျိုးသားလဲတရိတ်ဆန်မယ်တလိမ့်ဆန်မဲနှလုံးနဲ့အမှန်ကနေပြောနေတာပြေကွင်းအရင်ပြောပြကြမလို့ဒီအကွက်တီတွေပဲပြောလို့မရဘူးဒီကမှန်တယ်တော့ကြောက်မရှိဘူးအနည်းနာမှမရှိဘူးကောင်းတော့မဲ့ရဲမှနေတဲ့အကောင်ဘိုင်တယ်ဒီနေ့အကြီးဆုံးပဲတဲ့နမေရကြီးအကောင်လေးကသေးတယ်ရုပ်စာဘယ်လိုရောဘာလဲမရမရတင်ထောက်ကူပြည်စီလာတဲ့ဒီမဲ့စကလုံးဟုတ်တယ်အားလားမဟုတ်ဟာလေအကောင်ကြီးပါလေဆိုဝေလာငါအကောင်မကြီးဘူးအကောင်သေးသေးလေးသူ့နာမည်ကြောင်းလိုက်တော့အကောင်ကြီးအကြီးမီးမောက်တယ်မီးမောက်လို့ရတယ်မီးမောက်လို့ရတယ်မီးမောက်တယ်လေရာလာမီးမောက်တယ်မီးလဲမောက်တယ်ဘာကောင်ရှိလဲခလုံးနဲ့မတည့်ဘူးကွာအကားဘာနကားလေဘာနကားလေဒီနကားအေးတက်ကြည့်တယ်မလို့ညာညာပြောပြတယ်မလို့တန်းကြည့်တယ်တောင်းလုံးမဲ့โอเคတော့လည်းဘာလို့လဲအဲ့ဒါဘာပြောလဲတန်းကြည့်ပါပေါ့နည်းနည်းလေးကိုအကြောင်းလေးတစ်ခုပေါ့โอเค